ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက်မိတ်ဆွေကောင်းတွေရှိနေဖို့လိုအပ်ပါတယ်မိတ်ဆွေကောင်းတွေပေါ်များဖို့အတွက်ကလည်းအောက်ပါအချက်9ချက်အတိုင်းလိုက်နာကျင့်ကြံသင့်ပါတယ်နံပါတ်1စစ်မှန်တဲ့စိတ်ထားရှိပါစေအမြဲတမ်းရိုးသားဖြောင့်မတ်ပါဟန်ဆောင်မှုကင်းပြီးတော့ကိုချင်းစာတတ်တဲ့စိတ်နဲ့ဆက်ဆံပါရိုးသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့သူတစ်ယောက်ကိုမခင်တဲ့သူဆိုတာမရှိသလောက်ပါပဲနံပါတ်2နားထောင်တတ်ပါစေတခြားသူတွေရဲ့ပြောစကားတွေကိုစိတ်ဝင်စားနဲ့နားထောင်ပေးပါသူတို့ရဲ့ခံစားချက်တွေအမြင်တွေကိုလေးလေးစားစားနဲ့တန်ဖိုးထားပြီးနားထောင်ပေးတဲ့သူတွေကိုလူတွေကပို့ပြီးတော့ခင်မင်တတ်ကြပါတယ်နံပါတ်3ရင်းနှီးဖော်ရွေမှုအပြည့်နဲ့ပြုံးပါလူတစ်ယောက်နဲ့တစ်ယောက်ကြားကမာနတတိုင်းတွေကိုအပြုံးလေးတစ်ပွင့်ကအလွယ်တကူဖြိုချပေးနိုင်ပါတယ်ဒါကြောင့်မို့လို့လူတွေနဲ့တွေ့ဆုံတဲ့အခါပြုံးရွေနှုတ်ဆက်ပါရိုးရိုးရှင်းရှင်းပြုံးပြတတ်ရှင်းတဲ့ဖော်ရွေတဲ့အပြုအမူတွေကလူတွေနဲ့ပို့ပြီးရင်းနှီးခင်မင်တတ်စေပါတယ်ကျေးဇူးတင်တတ်ပါစေတင်းငယ်သည်ဖြစ်စေကြီးမားသည်ဖြစ်စေအကူအညီတိုင်းအတွက်ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့ကျေးဇူးတင်ထိုက်သည်ကိုကျေးဇူးတင်တတ်ခြင်းကမင်္ဂလာတစ်ပါးဖြစ်တယ်လို့ကူညီဖေးမှပေးမဲ့မိတ်ဆွေကောင်းတွေတိုးပွားစေတဲ့လှည့်ဝက်ချက်လည်းဖြစ်ပါတယ်နံပါတ်5ယုံကြည်စိတ်ချရမှုအပြည့်ရှိပါစေကိုယ်ကိုယုံကြည်လို့ခင်မင်ရင်းနှီးလို့ရင်ဖွင့်ပြောတဲ့မိတ်ဆွေတွေရဲ့လှည့်ဝက်ချက်တွေကိုထိမ့်သိမ့်ပါမိတ်ဆွေတွေရဲ့ကိုယ်ရေးကိုယ်တာတွေကိုကိုယ့်စီကနေဘယ်တော့မှမပေါက်ကြားပါစေနဲ့နှုတ်လုံးပြီးယုံကြည်စိတ်ချရတဲ့သူတွေကိုလူတိုင်းကမရင်းဆွေရင်းနေလို့တတ်မှတ်တတ်ကြပါတယ်နံပါတ်6အားပေးပါမိတ်ဆွေတယောက်အောင်မြင်ဖို့ကြိုးစားနေချိန်မှာအားတက်တဲ့ရောထောက်ခံအားပေးပါမိတ်ဆွေတယောက်ခက်ခဲနေချိန်မှာလည်းဘေးကနေရှိနေပေးပြီးတော့ထောက်ခံအားပေးပါဒါကမိတ်ဆွေကောင်းတယောက်ရဲ့အမှုအကျင့်လည်းဖြစ်ပါတယ်နံပါတ်9ဟာတညံရွှေမာစီရင်မောဝေရာတွေကိုပြောဆိုပြီးစကားဝိုင်းကိုစီကားပျော်ရွှင်အောင်လှုပ်တတ်တဲ့သူတွေဟာလူရှိလူခင်ပေါ်များတတ်ပါတယ်နံပါတ်10အချိန်ပေးပါမိသားစုအတွက်အချိန်ပေးတယ်လို့မိတ်ဆွေများအတွက်လည်းအချိန်ပေးတတ်ပါစေဒီလိုမိတ်ဆွေတွေနဲ့တွေ့ဆုံအချိန်ကုန်ဆုံးခြင်းနဲ့အတူလှုပ်ဆောင်ရမယ့်အခွင့်အလမ်းတွေကိုလည်းတိုင်ပင်ဆွေးနွေးရင်းအခွင့်အလမ်းတစ်တွေပေါ်ထွက်နိုင်ပါတယ်နံပါတ်9ခင်မင်မှုကိုစကားနဲ့သာမကလက်တွေ့ပါပြသပေးပါမိတ်ဆွေတယောက်ခက်ခဲနေခြင်းအကူအညီလိုအပ်နေခြင်းမှာနှုတ်ဤဆောင်းမခြင်းသာမကလက်ဤဆောင်းမခြင်းတွေလည်းကူညီဖေးမပေးဖို့အတွက်ဝင်မလွေးပါနဲ့ဒီချက်9ချက်အတိုင်းလိုက်နာဆောင်ရွက်ခဲ့ရင်သင်ဟာမိတ်ဆွေကောင်းပေါ်များစွာနဲ့ဘဝကိုဖျက်ဆီးနိုင်ပါလိမ့်မယ်